ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာ ANG Blog Channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ Day 28ပေါ့နော် Day 28မှာဆရာတို့ဘာကိုလေ့လာရမလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့စကားနည်းနည်းပြောကြည့်ကြအောင်နော်ဒီသင်ခန်းစာကိုသင်ဖို့ရအတွက်ဆရာကနေပြီးတော့ Day 20ခွန်မှာပေါ့နော်သင်ခန်းစာ20ခွန်မှာမိနစ်တွေပေးခဲ့တယ်အဲ့ဒီမိနစ်တွေကိုတကယ်ဝင်ရောက်လေ့လာနေတဲ့သူတွေဆိုလို့ရှိရင်ကြက်ထားပြီးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်နော်ဆိုတော့မိနစ်ဝါဟာရတဲ့မရလို့ရှိရင်ရှေ့မှာသင်လာရမယ့်သင်ခန်းစာတွေအတွက်အရန်ကိုအခက်အခဲရှိနိုင်ပါတယ်နော်အားကြောင့်မို့လို့တကယ်အင်္ဂလိပ်စာကိုတိုးတက်ရှင်တွေဆိုလို့ရှိရင်မိမိရဲ့အရေးအရှင်းတွေကိုဖြစ်ထားဖို့လိုတယ်ပေါ့နော်ဒီနေ့သင်ခန်းစာကတော့လေ့ကျင့်ရေးသင်ခန်းစာပဲဖြစ်ပါတယ်ဘလို့စကားဘလို့တီးပြောမလဲပေါ့စကားပြောဖို့ဘလို့စာကြောင်းတိဆောက်ရမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပြမှာဖြစ်ပါတယ်ဆရာတော်ပြီးခဲ့တဲ့သင်ခန်းစာ verb to be plus noun နဲ့ပတ်သက်ပြီးတော့စကားနည်းနည်းပြောကြည့်အောင်နော်ဘာတွေပြောလို့ရမလဲပေါ့နော်ဒါဆိုရင်ဆရာရဲ့ site ကိုအသစ်ဝင်ရောက်လာတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာကိုတကယ်သင်ယူဖို့ရည်ရွယ်ချက်ရှိတယ်ဆိုလို့ရှိရင်ပေါ့နော်playlist ကိုနှိုက်ပြီးတော့သင်ခန်းစာအစားအဆုံးကိုတည်တည်ရှာရှာလေ့လာဖို့ပြောချင်ပါတယ်မဟုတ်ရင်ဒီဗီဒီယိုမှာဘာမှနားလည်မှာမဟုတ်ပါဘူးလို့နော်ပြီးရင်ဗီဒီယိုအသစ်တင်တိုင်းသိရှိဖို့ရန်အတွက် notification ခေါင်းလောင်းလေးကိုလည်းနှိုက်ပေးခဲ့ပါအောင်လို့နော် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိုက်ပေးခဲ့ပေါ့နော်ဆိုတော့သင်ခန်းစာကိုစလိုက်ကြအောင်နော်တခုပြောဝဲကြံသေးတယ်ဗျဆရာရဲ့ comment အောက်မှာလေဝင်ပြီးတော့ map ပေးကြတဲ့သူတွေအတွက်အကုန်ကျေးဇူးတင်ပါတယ်လို့နော်အကုန်သူကိုကျေးဇူးတင်ပါတယ်လို့ဘာဖြစ်လို့ဆိုတော့ဆရာသင်ပြတဲ့ပုံစံကနားလေသဘောပေါက်လွယ်တယ်ဆိုတဲ့စကားဟာဆရာအတွက်အင်မတန်မှကိုအားရှိတယ်ပေါ့နော်အားကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့နော်ဘယ်နေကလဲတော့မသိဘူးပေါ့ဗျာနော်ဆရာရဲ့တပည့်တွေကတော့ဘယ်နေရာကလဲဘယ်နေမှာနေကြတဲ့တော့မသိဘူးဒါပေမဲ့ဖြစ်စရာလဲမလိုဘူးပေါ့နော်ဒီလိုပဲပြောကြည့်တာပါဒါပေမဲ့ဘာဖြစ်ပါဘယ်နေရာကနေပြီးတော့လေ့လာသည်ဖြစ်စေဘာအကြောင်းနဲ့ပဲလေ့လာသည်ဖြစ်စေဘဝမှာအင်္ဂလိပ်စာတက်ထားမယ်ဆိုလို့ရှိရင်တော့ကိုယ်လုပ်ငန်းအတွက်အသုံးမပြုရင်တောင်မှမိမိရဲ့ generation ပေါ့နော်သားသမီးတွေအတွက်ပေါ့အတွက်ဒါသင်ပေးလို့ရတာပေါ့နော်သားမိမိလေးတွေကိုသင်ပေးလို့ရတာပေါ့နော်ပြီးရင်ကိုယ်တကယ် professional ကြ step by step သင်တန်းတစ်ခုပြီးတစ်ခုလေ့လာရမယ်ဆိုလို့ရှိရင်တော့စာပြမလားပေါ့ပြီးရင်အလုပ်ကိုင်ခွင်လန်းနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မလားပေါ့အင်္ဂလိပ်စာတက်ရင်တော့ဘာပဲဖြစ်အလုပ်ဖြစ်ပါတယ်နော်ဆိုတော့အကုန်လုံးကျေးဇူးတင်ပါတယ်သင်ခန်းစာကိုစကြရအောင်နော်ခုနကပြောခဲ့သလိုပါပဲဆရာတို့ verb to be plus noun နဲ့ပတ်သက်ပြီးတော့သင်ထားပြီးတဲ့သင်ခန်းစာတွေနဲ့စကားအနည်းငယ်ပြောကြည့်ရအောင်နော်အဲ့လိုမျိုးပြောကြည့်မှသာလျင်လေကိုမိမိရဲ့ skill တွေကိုမိမိတော့ဘယ်လောက်ထိပြောလို့ရတယ်လဲဆိုတာကိုဒါနားလည်မှာပါနော်သင်ခန်းစာတစ်ခုပြီးတစ်ခုစကားပြောလင်းနဲ့သွားမှသာလျင်အဲ့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့အတိအကျကိုအလွန်မှတ်မိနေမှာပေါ့နော်ဆိုတော့ verb to be plus noun မှာ past present tense ရယ် past tense ရယ် future tense ရယ်ဆိုပြီးတော့ tense ၃မျိုးရှိတယ်ပေါ့နော်အဲ့ဒီ tense ၃မျိုးမှာဆရာတို့ပထမဆုံး present tense နဲ့နည်းနည်းစကားပြောကြည့်ရအောင်ဆိုတော့ present tense နဲ့စကားပြောကြည့်မယ်ဆိုလို့ရှိရင် WH question တွေလည်းသင်ထားပြီးခဲ့ပြီဆိုတော့ WH question နဲ့ပဲပြောကြည့်ရအောင်နော်ဆိုတော့ who are you တဲ့ခင်ဗျားဘယ်သူလဲလို့မေးချင်တယ်ဆိုလို့ရှိရင် who are you အဲ့လိုမျိုးမေးလို့ရတယ်ဒါမှမဟုတ် what is your name လို့မေးလို့လည်းရတယ်နော် what is your name အဲ့လိုမျိုးမေးလို့ရတယ်ဒီနေရာမှာတော့ဆရာမရေးဖြစ်ခဲ့ဘူးပေါ့နော် what is your name လို့မေး what's your name ပေါ့နော် what is your name ဟာအမြန်ပြောမယ်ဆိုရင် what's your name what what is your name အဲ့လိုမျိုးရေးရမှာနော် what's your name သူကအမြန်ပြောရင် what's your name အဲ့လိုမျိုးဖြစ်တယ်နော် what's your name ခင်ဗျာနာမည်ကဘာလဲပေါ့ဒါမှမဟုတ် who are you ခင်ဗျာဘယ်သူလဲအဲ့လိုမျိုးမေးတာနော်
I'm မောင်မောင်တဲ့ကျွန်တော်ကမောင်မောင်ဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်လို့ရတယ်ဒါမှမဟုတ် my name is မောင်မောင်ကျွန်တော်ကမောင်မောင်ဖြစ်ပါတယ်ဗောနော်ကျွန်တော်နာမည်မောင်မောင်ပါအဲ့လိုမျိုးဖြစ်လို့ရပါတယ်နောက်တစ်ခုကတော့အဖေနာမည်ကိုသိရှင်လို့မေးတယ်ဆိုလို့ရှိရင် who is your father ခမည်းအဖေကဘယ်သူပါလဲအဲ့လိုမျိုးမေးတာနော်ဒါမှမဟုတ် who is your father နဲ့မမေးရှင်ဘူးဆိုလို့ရှိရင် what is the name of your father အဲ့လိုမျိုးမေးလို့ရတယ် what is the name of your father F ဆိုတဲ့အတန်နော် F အဲ့လိုမျိုးနှခမ်းတစ်ခုပိုက်ပြီးတော့မဆွေရဘူးဟော ABCD အခန်းမှာသင်ခဲ့ပြီးပြီနော်သင်ခန်းစာ1တုံးကသင်ခဲ့ပြီးပြီနော် F ဆိုတော့ father အဲ့လိုမျိုးထွက်မယ်နော် what is the name of your father ခမရဲ့အဖေနာမည်ကဘာတူလဲအဲ့လိုမျိုးမေးတာဆိုတော့ဒီနေရာမှာကိုယ့်အဖေနာမည်ကိုဖြေလို့ရတယ် my father name is ဦးတင်အောင် my father name is ဦးတင်အောင်လို့ဖြေမလားဒါမှမဟုတ် my father is ဦးတင်အောင်လို့ဖြေမလားကြိုက်တဲ့အကြောင်းနဲ့ဖြေလို့ရပါတယ်နော်သဘောပေါက်ပါတယ်နော်ဆိုတော့ဒီနေရာမှာ am is plus noun ပဲဖြစ်ပါတယ်နော်ဆိုတော့နောက်တစ်ခုကြည့်အောင် what is the name of your mother ဒါအမေရဲ့နာမည်ကိုမေးတာခင်ဗျားအမေရဲ့နာမည်ကဘာလဲပေါ့ who is your mother ဆိုလဲရတယ် what is the name of your mother ဆိုလဲရတယ်ခင်ဗျားရဲ့အမေကဘာလဲခင်ဗျားအမေကဘာတူလဲအဲ့လိုမျိုးမေးလို့ရတယ်နော်ဒီနေရာမှာမြန်မာလိုမှတ်ရှင်တယ်ဆိုလို့ရှိရင် who is your mother ဆိုလို့ရှိရင်ခင်ဗျားအမေကဘာတူလဲ what is the name of your mother ခင်ဗျားရဲ့အမေနာမည်ကဘာလဲပေါ့နာမည်ကဘာလဲပေါ့နော်ဆိုရင်ဒီမှာကြည့်ကျောင်းသူကျောင်းသားတွေအနေနဲ့အမှတ်ရကောင်းအောင်ဆရာ direct ကြည့်ပဲဒီဘာသာပြန်ပေးမယ်ပေါ့နော် my mother's name is .aa mother မှာ apostrophe s ထည့်ရမှာဘာလို့ဆိုတော့ပိုင်ဆိုင်မှုပြနန်စားဖြစ်နေဒီနေရာမှာလေ my mother's name is .aa name ဆိုတဲ့အမည်ဟာ mother ပိုင်တာမို့လို့ပိုင်ဆိုင်မှုပြ mother ဟာပိုင်ဆိုင်မှုပြနန်စားဖြစ်တယ်နော်အားကြောင့် apostrophe s ခံရတယ် my mother's name is .aa နော်ကျွန်တော်အမေနာမည်က .aa ဖြစ်ပါတယ်ပေါ့အဲ့လိုမျိုးဖြစ်လို့ရတယ်ဆိုတော့နောက်တစ်ခုကြည့်အောင်ကျောင်းနာမည်ကိုမင်းမယ် what is the name of your school what is the name of your school ခမည်းကျောင်းနာမည်ကဘာလဲတဲ့ my school name is Visit Education education နော် Visit Education High School number 1ကျွန်တော်ရဲ့ကျောင်းအမည်ကတဲ့အရှိခံပညာအထက်တန်းကျောင်းပေါ့နော် number 1ဖြစ်ပါတယ်တဲ့အမှတ်1အရှိခံပညာအထက်တန်းကျောင်းဖြစ်ပါတယ်တဲ့အဲ့လိုမျိုးဖြစ်တာကျွန်တော်ရဲ့ကျောင်းအမည်ကအမှတ်1အရှိခံပညာအထက်တန်းကျောင်းဖြစ်ပါတယ်အဲ့လိုမျိုးဖြေလို့ရပါတယ်နော်အလေတန်းဆိုရင်လည်းအလေတန်းပေါ့အဲ့ meaning ကိုရှာရမှာပေါ့နော် meaning ကို dictionary မှာရှာကြည့်နော်ဆိုရင်ဒီနေရာမှာနောက်တစ်ခုကြည့်အောင် what is your father ခမည်းအမေကခမည်းအဖေကဘာလဲတဲ့ဒီနေရာမှာကျတော့နာမည်ကိုမဲတာမဟုတ်ဘူးအလုတ်ကန်ကဘာလဲတော့မဲတာနော် what is your father ခမည်းရဲ့အဖေကဘာလဲတဲ့ my father is a taxi driver နော် my father is a taxi driver my father is a taxi driver A ဟာအပြောရတယ် a taxi driver နားလည်မယ်နော် my father is a taxi driver နော်ကျွန်တော်အဖေက taxi driver တယောက်ဖြစ်ပါတယ်တဲ့ taxi မောင်းပါတယ်တဲ့အဲ့လိုမျိုးဖြစ်တာနော်နောက်တစ်ခုအမေကိုမင်းမယ် what is your mother ခမည်းအမေကဘာလဲတဲ့ကျွန်တော်အမေကတော့အင်ရှင်မကောင်းတယောက်ဖြစ်ပါတယ်ပေါ့နော်My mother is a housewife တခြားအလုံးမလုပ်ဘူးဗျာအိမ်မှာပဲနေတယ်ပေါ့မိခေါ်ပေါ့နော် My mother is a housewife ကျွန်တော်အမေကအမိခေါ်တယောက်ဖြစ်ပါတယ်ပေါ့နော်အင်ရှင်မတယောက်ဖြစ်ပါတယ်တဲ့အပြင်မှာမိုးရွာနေလို့ဗျာအတန်သွင်းရတာကြားလားမကြားလားမသိဘူးဒီမှာစကုံကိုအောနေရတယ်ဆရာမစတူဒီယိုခန်းထဲပါနဲ့မဟုတ်တော့လေဒီတိုင်းပဲ
ပညာဒါနလုပ်ရှင်တဲ့စိတ်နဲ့ဒီတိုင်းပဲဖုန်းနဲ့ကောက်ပြီးတော့အတန်သွင်းပြီးတော့တင်နေတာမလို့ What is your mother လို့မင်း My mother is a housewife အဲ့လိုမျိုးဖြစ်လို့ရတယ်နော်ဒါမှမဟုတ် My mother ကျွန်တော်အမေကဘာလုပ်လဲပေါ့အမေကတောင်သူဆိုရင်တောင်သူပေါ့နော်ဒါမှမဟုတ်ဟိုမျိုးပေါ်ကလူတွေဆိုရင်ဆရာမဆိုတဲ့ဆရာမပေါ့ My mother is a teacher နော်ဒါမှမဟုတ်ဆိုင်သေးဆိုလို့ရှိရင်ဆိုင်ရောင်းတယ်ဆိုလို့ရှိရင် My mother is a shopkeeper အဲ့လိုမျိုးဖြစ်လို့ရတယ်နော်နောက်ကိုကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ရှစ်သင်ခန်းစာမှာ president တို့ကသင်ပေးခဲ့ပြီးဖြစ်ပါတယ်နော်သင်ခန်းစာတွေကိုတစ်ခုချင်းအသေးချာလိုက်လောက်ထားတဲ့သူတွေဆိုလို့ရှိရင်တည်တည်ရှာရှာနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်နော်ဒီနေရာမှာတော့ဆရာကစကားပြောလို့ရတယ်ဆိုတဲ့အနေအထားလေးကိုဒါပြောပြပြန်ပြီးတော့ revision လုပ်တာပေါ့နော်ဆိုတော့ဒီမှာဆက်ကြည့်အောင် What grade are you in ခမရကဘယ်အတန်းမှာလဲတဲ့ဘယ်အတန်းတက်နေတယ်လဲတဲ့အကြောင်းတက်နေလားပေါ့အဲ့လိုမျိုးသဘောနော်သူ့မြန်မာလိုမှတ်မယ်ဆိုလို့ရှိရင်ခမရကဘယ်အတန်းမှာလဲတဲ့ I am grade 4 I am grade 4လို့ဒီလိုပဲဖြစ်လိုက်ရင်ရပြီဘာမှထည့်ထူးမလို့နော် I am in grade 4အဲ့လိုမျိုးဖြစ်နေရတော့ I am grade 4အဲ့လိုမျိုးဖြစ်တော့ရတယ်ဘာမှထည့်ထူးမလို့နော်ကျွန်တော်က၄တန်းပါပေါ့ I am grade 12ဒါ I am မတိရှင်လေးရတယ်ဒီမှာ grade 12အဲ့လိုမျိုးဖြစ်လိုက်ရင်ရတယ်နော်grade 12ကျွန်တော်စနစ်တန်းပေါ့အဲ့လိုမျိုးဖြစ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်အကြောင်းမတက်တော့ဘူးအဲ့လိုမျိုးဖြစ်လို့ရပါတယ် I did attend school အဲ့လိုမျိုးဖြစ်လို့ရတယ် I did attend the school ကျွန်တော်အကြောင်းမတက်ခဲ့ပါဘူးတဲ့အဲ့လိုမျိုးဖြစ်လို့ရနော်အကြောင်းမတက်ခဲ့ပါဘူးဆိုတဲ့သဘောဆိုတော့ဒီနေရာမှာဒီအဲ့လိုမျိုးဖြစ်ရင်တော့ဗျာဒီ test နဲ့မဆိုင်ဘူးပေါ့အဲ့ဒါကဘာဖတ်ခန့်လာမှာပေါ့နော်ဆိုတော့ထားလိုက်အဲ့ဒါမှတ်စရာမလိုလိုက်ပြီးတော့အသံဖမ်းပြီးတော့လိုက်မှတ်နေစရာမလိုပါဘူးဒီနေရာမှာရေးထားတယ်လို့ပဲမှတ်လိုက်ပေါ့နော် grade 4လေတန်းပါပေါ့နော် I'm a grade 4အဲ့လိုမျိုးဖြစ်လို့ရတယ်grade 9ဆိုရင် grade 9ပေါ့ grade 8ဆိုရင် grade 8ပေါ့နော်နောက်တစ်ခုကြည့်အောင် what is his name တဲ့အဲ့လိုမျိုးမေးလို့ရတယ်လူတယောက်ရဲ့နာမည်ကိုမသိဘူးဆိုလို့ရှိရင်သူ့ကိုသိတဲ့သူတယောက်ကိုသွားမေးလို့ရပါတယ်နော်ကိုနဲ့လို့ဖို့ကင်ဖက်တငယ်ချင်းကိုမေးမယ်ဟဲ့အောင်သူ့ရဲ့နာမည်ကဘာလဲကွာအဲ့လိုမျိုးမေးချင်တယ်ဆိုလို့ရှိရင် what is his name သူ့ရဲ့နာမည်ကဘာလဲအဲ့လိုမျိုးမေးလို့ရတယ်နော်အဲ့ဆိုရင်ကိုလာမေးတယ်ဆိုလို့ရှိရင်လေကိုကသူ့နာမည်ကိုသိတယ်ဆိုလို့ရှိရင် his name is Jojo his name is Joe အဲ့လိုမျိုးဖြစ်လို့ရတယ်နော် his name is Joe ဒါစကားပြောပဲနော်သူ့နာမည်ကကျော်ဖြစ်ပါတယ်ပေါ့ကျော်ဖြစ်ပါတယ်ပေါ့နော်သူကကျော်ပါသူ့နာမည်ကကျော်ဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်တာနော်ဒါစကားပြောပဲနော်ဒါဆိုရင်နိုင်ငံခြားမှာအခုလောလောဆယ်မှာမလေးရှားပေါ့ဗျာထိုင်းမှာဆိုရင်တော့စကားအင်္ဂလိပ်စကားတိုက်ပြောစရာမလိုဘူးပေါ့ဆိုနိုင်ငံခြားသားတရားရောက်နဲ့စကားပြောတော့မယ်ဟဲ့ဆိုလို့ရှိရင်ကျုံကြိုက်လာလို့ရှိရင်မချက်နဲ့လို့ဒါပြောချင်ပါတယ်နော်မချက်ပါနဲ့လို့အင်္ဂလိပ်စကားပြောမယ့်ဟာကိုလုံးဝမချက်ပါနဲ့ကိုတစ်လုံးသိရင်အဲ့တစ်လုံးနဲ့ပြောနှလုံးသိရင်နှလုံးနဲ့ပြောကိုနားမလည်ဘူးဆိုရင်နားမလည်တဲ့အကြောင်းသူ့ပြန်ပြောလိုက်ဒါပဲတဖြည်းဖြည်းနဲ့အဲ့လိုမချက်မကြောက်လုံးမှတည်းဒီဟို language တခုကတက်လာမှာဗျာနော်မားရမယ်လားအဲ့ဒါကိုကိစ္စမဟုတ်ဘူးလေနော်မားမကြောက်နဲ့သင်္ကန်းစာကိုသေချာကြည့်ရင်ခင်ဗျာမားအောင်မမားဘူးနော်သူငါပြောလိုက်ရင်သူအခက်ခဲတွေများပြန်ပြောလာမလားပေါ့ခက်ခဲတွေပြန်ပြောလာမလားအဲ့လိုမျိုးဘာမှတွေးစရာမလိုပါဘူးလို့နော်တလုံးသိရင်တလုံးပြောအဲ့လိုမျိုးပြောအားမခင်ဗျားတို့တေရှာနားလေသဘောပေါက်မှာနော်နောက်ဆုံးဗျာပြည်တွင်းသားသူတွေဆိုလို့ရှိရင်ဟိုကိုယ်ငါခလေးလေးနဲ့အပြန်လဲပြောပြလို့ရတယ်နော်အပြန်လဲပြောလို့ရတယ်ခလေးကိုဒီလိုပြောခိုင်းကိုကဒီလိုပြောအဲ့လိုမျိုးပြောလို့ရတယ်နော်ဆိုတော့ဒီသင်ခန်းစာဆက်ကြည့်အောင် what time is it ဒါတော့အရှင်ကိုမဲတာနိုင်ရအရှင်တွေဘယ်လောက်ရှိပြီလဲပေါ့ဒီနိုင်ဘယ်လောက်ရှိပြီလဲအရှင်ဘယ်လောက်ရှိပြီလဲအဲ့လိုမျိုးမေးချင်တယ်ဆိုရင် what time is it is it ကိုအတူကောင်းနဲ့ is it အဲ့လိုမျိုးထွက်တယ်နော် what time is it what time is it ဟာ
What time is it အဲ့လိုမျိုးအတန်ထွက်မယ် miss it သိတယ်မလား miss it လေခင်ဗျားတို့ပါဇက်မှာပါဇက်အောင်နာလေးက miss it သိတယ်မလားအဲ့အတန်ပဲထွက်လိုက်ရင်ရပြီနော် What time is it ဘယ်နှစ်နာရီရှိပြီလဲတဲ့ဘယ်ရှင်ရှိပြီလဲအဲ့လိုမျိုးမဲတာနော်ဒါဆိုရင်ဒီနေရာမှာအဖြေကတော့ဆရာမရေးဖြစ်ခဲ့ဘူးဘယ်လိုဖြစ်မလဲဆိုရင်9နာရီဆိုရင်9 o'clock ပေါ့နော်9နာရီဆိုရင်9 o'clock ပေါ့10နာရီဆိုရင်10 o'clock ပေါ့နော်အေးနိုင်အရှင်တွေနဲ့ပတ်သက်ပြီးတော့ကိုလစ်လာသည်ဖြစ်စေပေါ့နော်ဟောဆရာလေးနောက်ပိုင်းတင်ပေးမှာပါနော်ဒီနေရာမှာတော့ about to be အခန်းပဲဖြစ်နေတော့နိုင်အခန်းကိုမရောက်သေးတော့မတင်ပေးသေးတာပါနော် about to be တောင်မှအခုမှပြီးတော့ပြီးသွားပါပြီဒီဟာကပြန်လေပြီးတော့နှွှဲပေးတာပေါ့နော်ပြန်ပြီးတော့နှွှဲပေးတာပါwhat time is it အဲ့လိုမျိုးမေးလို့ရတယ်ဒါကအရှင်သိရှင်လို့မေးတာဖြစ်ပါတယ် what time is it ဒါဆိုရင်နိုင်ကြည့်ပြီးတော့ဘယ်လောက်ရှိပြီအဲ့လိုမျိုးအင်္ဂလိပ်လိုပြောလိုက်ရင်ပြီးပြီနော်ည7နာရီကျော်သွားပြီဆိုလို့ရှိရင်အဲ့ဒါ AM လို့ပြောရတယ်နော်7နာရီကနေနေ့လယ်ဘက်7နာရီနေ့ခင်း7နာရီအထိကိုဒါနေ့လယ်ဘက်7နာရီအထိကို AM ပေါ့နော်အေးနေ့လယ်ဘက်7နာရီအရှင်ကနေည7နာရီအရှင်ထိကို PM လို့သုံးတယ်နော်အဲ့လိုမျိုးသုံးပါတယ်ဆိုတော့ဒါကတော့ president နဲ့ပတ်သက်ပြီးတော့စာကြောင်းအနည်းငယ်တိဆောက်ပြခဲ့တာဖြစ်ပါတယ်နော် past tense ကိုကြည့်အောင် past tense ဆိုတော့ပြီးခဲ့တဲ့အချိန်တွေကိုမဲတာပြီးခဲ့တဲ့ကာလတွေကိုမဲတာနော်ဒီနေရာမှာကြည့်ဒီနေရာမှာတော့မြန်မာစာကြောင်းတကြောင်းထိုးပေးထားတယ်ဗျသူဆိုတဲ့တယောက်ပေါ့နော်သူမနှစ်ကတက္ကစီမောင်းသူတယောက်ဖြစ်ခဲ့သလားတဲ့ပြီးခဲ့တဲ့သင်ခန်းစာ20ခွန်မှာနော်အရှင်ပြစကလုံးတွေပေးခဲ့တယ်အဲ့ဒီအရှင်ပြစကလုံးတွေကိုဘယ်လိုသုံးသလဲဆိုတာကိုဒီနေရာမှာစာကြောင်း2ကြောင်းနဲ့အရှင်ပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ what was he a taxi driver last year was he a taxi driver last year ဒီနေရာမှာ last year ကအရှင်ပြစကလုံးဖြစ်တယ် taxi driver ကကြတော့ noun ဖြစ်ပါတယ်ပေါ့နော် taxi driver ကကြတော့ noun ဖြစ်တယ်ပေါ့နော်ဆိုတော့ was ကြတော့အတိုက်ကာလပေါ့ was ဖြစ်ခဲ့တယ်ဆိုတော့ was ရှေ့ကို subject ရဲ့ရှေ့ he ဆိုတဲ့ subject ရှေ့ကိုရောက်နေတော့လာမေခွန်ဖြစ်နေတယ်နော် was a taxi driver last year သူမနှစ်ကလွန်ခဲ့တဲ့နှစ်ကပေါ့ဗျာမနှစ်ကတက္ကစီမောင်းသူတယောက်ဖြစ်ခဲ့သလားအဲ့လိုမျိုးမေးတာဖြစ်ခဲ့တယ်ဆိုရင်ပြီးခဲ့တဲ့သင်ခန်းစာမှာသင်ခဲ့တယ်လို့မျိုးပဲဆက်ပြောမယ် yes he was အဲ့လိုမျိုးပြောလိုက်ရင်ရပြီနော် yes he was a taxi driver last year အဲ့လိုမျိုးဖြေလို့ရတယ် yes he was a taxi driver last year အဲ့ဒါကိုစကားပြောအနေနဲ့ပြောရင် yes he was a taxi driver last year he was a taxi driver yes he was a taxi driver last year အဲ့လိုမျိုးဖြေလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးအရှိကြီးဖြေစရာမလိုဘူး yes he was name မေး yes he was အဲ့လိုမျိုးဖြေမယ်နော်အငင်းဆိုရင်တော့ no he wasn't အဲ့လိုမျိုးဖြေလိုက်ရင်ပြီးပြီနော်ဒါတော့အရှင်ပြစကလုံးကိုဟောမှာနောက်ဆုံးမှာသွားထည့်တဲ့ပုံစံကိုပြခဲ့တာဖြစ်ပါတယ်မြင်တာ online တာပေးထားရနော်ဆိုရင်ဒီမှာကြည့် future tense မှာလည်းအဲ့လိုပဲ will he be a teacher next month ဆိုတော့လာမည့်နှစ်နော်လာမည့်လပေါ့ဗျာ next month ဆိုတော့လာမည့်လနော်နောက်လ next month နောက်လအဲ့လိုမျိုးwill you be a teacher next month နောက်လမှာတဲ့ခမရကတဲ့ဆရာဖြစ်မှာလားတဲ့အဲ့လိုမေးတာခမရကနောက်လမှာဆရာဖြစ်မှာလား will you be a teacher next month အဲ့လိုမျိုးnext month နေရာမှာ next week next year နောက်နှစ်coming Monday coming summer အဲ့လိုမျိုး summer ဆိုတော့နွေရာသီပေါ့ coming summer အဲ့လိုမျိုးသုံးလို့ရတယ်ခမရလာမည့်နွေရာသီမှာပေါ့ဗျာဆရာဖြစ်မှာလားအဲ့လိုမျိုးသုံးလို့ရတယ်နော်အဲ့ဒီဟာကတော့အရှင်ပြစကလုံးကို
စာကြောင်းရဲ့နောက်ဆုံးမှာထည့်ရတယ်ဆိုတဲ့အနေအထားကိုပြောပြခဲ့တာပဲရှင်းပြခဲ့တာပဲဖြစ်ပါတယ်เนาะဆိုတော့အကုန်သူသဘောပေါက်နားလည်မယ်လို့မျှော်လင့်ပါတယ်ဘာမကွာဘူးပြီးခဲ့တဲ့သင်ခန်းစာ20နဲ့ခွန်တုံးကအရှင်ပြစကလုံးတွေကို present tense မှာဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာထည့်မယ် past tense မှာဆိုရင်လည်းပဲစာကြောင်းရဲ့နောက်ဆုံးမှာပဲထည့်မယ်future tense မှာဆိုရင်လည်းပဲစာကြောင်းရဲ့နောက်ဆုံးမှာပဲသူကိုထည့်ပေးမှာဖြစ်ပါတယ်เนาะ subject verb object ခွဲလို့ရတယ်ဒီနေရာမှာ verb တော့မရှိဘူး verb to be plus verb to be တခါတည်းအဟုတ်ဝါကြမှာဆိုရင်တော့ main verb အလုပ်ကိုလုပ်သလိုပေါ့နော်အငင်းဝါကြနဲ့မေခွန်းဝါကြတွေမှာဆိုရင်တော့အခုကရိယာအလုပ်ကိုပြန်လုပ်တယ်သူကနော်အခုကရိယာဖြစ်ပဲသုံးတယ်ဆိုတော့ဒီနေရာမှာ subject verb object ခွဲရင်တော့ MSR was where will be ဟာဘောင်းတွေဖြစ်ပါတယ်လို့နော်ဆိုတော့သူရဲ့ရှေ့မှာပြုလုပ်သူ he she I will you there he she လာမယ်ဒါက subject လို့ခေါ်တယ် taxi driver တော့ဘာတော့ကြတော့အဖြစ်ခံရတဲ့အရာဆိုတော့ object လို့ခေါ်တယ်နော် object of object or noun object တော့မဟုတ် noun လို့ခေါ်တယ်ပေါ့နော်ဆိုတော့ last year ရတော့ဘာတော့အဲ့ဒါကအချိန်ပြစကားလုံးဆိုတော့အဲ့ဒါကို time လို့ခေါ်ပါတယ် adverb of time adverb ပဲသူကဒါပေမဲ့ time အချိန်ပြစကားလုံးဖြစ်တယ်နော်သူအချိန်ပြစကားလုံးမှန်တယ်များဟာနောက်ဆုံးမှာပဲရေးမယ်နော်အဲ့ဆိုရင်သင်ခန်းစာကိုဝင်ရောက်လေ့လာတဲ့သူတွေအကုန်လုံးသဘောပေါက်နားလည်မယ်လို့ထင်ပါတယ်အခုမှစပြီးတော့ဒီဗီဒီယိုကစပြီးဝင်ရောက်ကြည့်ရှုတဲ့သူဆိုလို့ရှိရင်တော့အရှိခံရှိပြီးသားသူဆိုရင်ဘာမှမပြောတော့ပါဘူးเนาะအင်္ဂလိပ်စာကိုတီးမိခေါက်မိရှိတာပဲဖြစ်ဖြစ်ဆရာကြားတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့เนาะတကယ်လေ့လာနေတဲ့သူတွေကြတော့ဆရာကြားနေပြီလေเนาะအဲ့လိုမျိုးသူတွေကတော့မပြောတော့ဘူးဒီဗီဒီယိုကိုဆရာရဲ့ site မှာလုံးဝအရှိခံမရှိသေးတဲ့သူတွေသာဝင်ပြီးတော့ကြည့်မိလို့ကြိုက်နိုင်တဲ့ဟဲ့ဆိုလို့ရှိရင်ပြီးကြတဲ့သင်ခန်းစာတွေကိုလည်းအစကနေစပြီးတော့လစ်လာပါလို့ normal ဆိုဘာမှနားမလဲပဲဖြစ်နေမှာဆိုတော့ပါเนาะဆိုတော့ကုန်စုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံရအောင်ပါเนาะ See you again next video bye bye